ဆိုတော့ဘဲမှမရောက်ပါဘူးအိမ်မှာပါအိမ်ရ channel မှာပါမိုးရင်းဆိုတော့ကမောညွက်ကြီးကြီးတွေဖြစ်လာအတက်ကလေးကမောညွက်တွေနဲ့တခိုးဝင်တော့မှပဲတခိုးကပြန်ထွက်လို့ရမှာမဟုတ်စူးတွေနဲ့ညှိသွားတော့မိုးတွေရွာလာပြီတော့ဒီမှာအပင်ကမောရင်မင်းနေဒီတိုင်းမြိုင်နေလို့ဘုန်းနဲ့လောက်မလို့ဟာမိုးကဘာမှလည်းမသိတက်ကုန်နေပဲတလက်တွေရွာသွန်းနေသွားစရာလမ်းမရှိတော့ဟိုးဝေးထီအောက်ဖေးကိုမရိုက်တော့ဒီနားလေးမှာတယ်မယ်ရုပ်သုံးငါကြုံလို့လုံနေတတိရတော့ကမွန်ညမင်းနေမိုးရင်းဆိုတော့အပင်တွေအကြီးဖြစ်နေတာပါရိုက်ချင်တယ်ရိုက်ဖြစ်ဘူးဖြစ်နေတော့နည်းနည်းလေးမှအောင်နေရမိုးကရွာနေတော့ဖုံးကိုရေးဆိုကုန်တော့မှာပဲမိုးပွဲလေးတွေကြာခုရမိုးကောင်းပင်မှာဒီတစ်ခေါက်အိမ်ကိုပြန်လာတာတိတ်ပြီးတော့မပျော်ရွှင်ရဘူးအိမ်ကခေါင်းကြီးမရှိတော့ဘူးဆိုတော့ဒီနှစ်ဖားရအရန်ပေါ်တော့ဖားရိုက်တဲ့လူတွေကများကြီးပဲအဲ့ဒါဖားရိုက်ချင်းနဲ့ကျမရဲ့ကြောင်လေးကိုပါရိုက်သွားကြရထင်ပါတယ်လူတွေကအရန်ပဲအစားတစ်လုပ်ကိုအရန်ခုနဲ့လောက်ကြတယ်အကုသိုလ်ယူကြတယ်ပြောရင်လည်းပြောချင်တော့ပါဘူးပင်လေးတွေပဲရိုက်တာကောင်းပါလားလေးရမတရားတိုက်လိုက်တာအေးညာလား